မိုးနိုင်တရားတစ်ဆက်တစ်ကိုသွားမယ်ပေါ့နော်စုကီနိုဦးကြီးအောက်ပါချက်လက်များထဲမှာအန်ဆန်နော်ဟာဆိုကန်ခါရာပေါ့နော်အန်ဆန်ရဲ့ဒီစကားပြောကြကနေစပြီးတော့တဲ့ကိုဘက်ဆိုရှီယန်ဟိုပေါ့နော်တူချင်းဆိုင်ရကုနီထောက်ပန်းတဲ့ plan တွေကိုတဲ့ဒီဆိုရင်ဆိုလို့တာမဲပေါ့နော်ရေးဆွဲဖို့အတွက်ခိုင်ကိုဖူကူရှိရှော့ကူကဟာအခုဆုဘေကီချိုတိုစ်တဲ့ခိုင်ကိုပညာရှင်ကတည်ထားတဲ့ချက်လက်အနေနဲ့မို့တော့မို့ယူဆန်ဆုဘေကီမိုနိုကိုစတိုဆေရာဘီနာဆိုင်ပေါ့နော်ဦးစားပေးတဲ့အရာတကူကိုရွေးချယ်ရမယ်နံပါတ်1ကကြတော့ကျော်ဂီတဲ့စကဝါရဲဒူဘော်ဒူနော်ရှူဒူကြီးပေါ့နော်တန်ပွဲမှာအသုံးပြုရတဲ့ဘော်ဒူမျိုးစားကိုရွေးချယ်စဉ်းစားတည်ထားတဲ့နေဆိုပြီးသူကရေးအဲ့ဒါကမသက်ဆိုင်ပါဘူးနော်သူကကြတော့ဘော်ဒူနာဂေဒူနော်မိုရှိရိုဆိုဆိုပြီးတော့သူကပြောတယ်ပေါ့အိုမိုရှိရိုဆိုပေါ့နော်ဘောလုံးပစ်တာစိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီးသူကပြောခဲ့တာလေအမျိုးအစားကိုသူကမေးတာမဟုတ်တဲ့အတွက်ကြောင့်မပါဘူးပေါ့နော်နံပါတ်2ကကြတော့ဟာနာရှိယိုကီတာခိုင်ကိုဖူကူရှိရှော့ကူနော်ခန်းဆိုတဲ့ဒီသူပြောတဲ့စကားတွေကိုနောက်ထောင်ခဲ့တဲ့ခိုင်ကိုဖူကူရှိရှော့ကူရဲ့ထင်မြင်ယူဆချက်မဟုတ်ဘဲနဲ့ M ဆန်ရဲ့ထင်မြင်ယူဆချက်ကိုတည်ထားတဲ့နေပေါ့နော်နံပါတ်3ကကြတော့ကျော်ကီနီတိုင်းစုလို့ပေါ့နော်ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ M ဆန်နော် eco ပေါ့နော်ဒီ M ဆန်ရဲ့ရည်ရွယ်ချက်တွေကိုတည်ထားတဲ့ရမယ်ဆိုပြီးသူကရေးတယ်အဲ့ဒါကအဖြစ်မှန်ပေါ့နော်နံပါတ်4ကကြတော့ဟာဟာအိုယာနော်ပါရာဒီပီကိုရဲ့နော်ခန့်ရှင်းပေါ့နော်သူ့အမေရဲ့ဒီမတမဆန်းသူပြိုင်ပွဲရဲ့တဲ့ဒီစိတ်ဝင်စားမှုဆိုပြီးပြောသူ့အမေရဲ့အကြောင်းကိုပြောရမှာမဟုတ်ဘူးနော် M ဆန်ရဲ့ဒီဘော်လူနာဂေရူနော်အိုမိုရှိရိုဆိုတာနဲ့ပတ်သက်ပြီးတော့တည်ထားတဲ့ရမယ်ပေါ့နော်နံပါတ်5ကကြတော့တဲရဲဘီချူကဲအိုမီတေတာဂျီကန်တီဗီကြည့်နေတယ်ပေါ့နော်တီဗီထုတ်လွှင့်မှုကိုကြည့်နေတဲ့အချိန်ဆိုပြီးသူကရေးတာအဲ့ဒါမဟုတ်ပါဘူးနော်အဖြစ်မှန်ကနံပါတ်3ပါမွန်တိုင်း112ကိုသွားမယ်ပေါ့နော်イクスカのスポーツクラブကိုခံကကူကောပေါ့နော်ခံကကူအတိုးတဲ့အမျိုးမျိုးသောအားကစားတင်တဲ့နေကိုလေ့လာပြီးတဲ့နောက်မှာဆိုရင်ခိုင်ကောဖူကူရှိရှော့ကူပါပေါ့နော်ခိုင်ကောပညာရှင်က M ဆန်ခါရာ M ဆန်စီကနေပြီးတော့ကိုနိုစပိုးစုကလာဘူကချီခိုင်ခါရာပေါ့နော်ဒီအားကစားတင်တဲ့ဆိုရင်နီးတာကြောင့်နဲ့နျူကိုင်းမရဲ့နေပေါ့နော်ဒီမဝင်ရောက်ခင်တင်တဲ့မတက်ခင်ပေါ့နော်တိုင်ကန်စတိုင်းတို့စတိုင်ရတဲ့တာပေါ့နော်အတွေ့အကြုံလေးယူခြင်းနေဆိုပြီးတော့ပြောခဲ့တယ်အန်ဆန်အဲနော်ခိုင်ကောဖူကူရှိနော်တိုင်အိုနီကန်ဆူရူစီကီစုဂီနော်ခီဂျူဆွန်နော်ဦးချီပေါ့နော်အန်ဆန်စီတို့ဒီခိုင်ကောပညာရှင်ရဲ့တုတ်ပြန်ဆောင်ရွက်ပေးခြင်းနဲ့ပတ်သက်တဲ့ဒီအောက်ပါချက်လက်များထဲမှာမိုတိုမိုတက်ကီဆဆွနာမိုနိုစတိုဆိုအရာဘီနာဆိုင်ပေါ့နော်တစ်တော်300တခုရွေးချယ်ပေးရမယ်နံပါတ်1ကကြတော့ခင်ချောခါရာပေါ့နော်ကျော်သားတင်းမလာခြင်းကနေပြီးတော့တဲ့ခိုင်ဖူကူဆူရူပေါ့နော်ပြန်လဲကောင်းမွန်တဲ့ခွန်ရန်ဆိုတဲ့လေ့ကျင့်ရေးတွေကိုတဲ့အိုခိုနာယောနီစတိုင်ရူပေါ့နော်လောက်ဆောင်ဖို့ပြောမယ်ဆိုပြီးသူကပြောတယ်အဲ့ဒါကမတင်တော်ဘူးလေနော်ဘာလို့လဲဆိုတော့ဒီတင်တန်းနဲ့ပတ်သက်ပြီးပြောတာကြောင့်ဒီကြော်သားတင်းမာမှုတွေကိုပြန်ကောင်းမွန်လောက်တာကမတင်တော်ပါဘူးနံပါတ်2ကကြတော့ဟာဟာအိုယာကခီမေတာစပိုစခရာဘူအရာဘူယောနီဆဆမဲရူပေါ့နော်သူမိဘကရွေးပေးတဲ့ဒီအားကစားတင်တန်းကိုပဲရွေးဖို့လမ်းညွှန်ပေးရမယ်ဆိုပြီးသူကကြီးအဲ့ဒါမတင်တော်ဘူးနော်ဘာလို့လဲဆိုတော့ M ဆန်ကဂျီဘွန်နော်အီရှီအိုပေါ့နော်သူ့ရဲ့ဒီအတွေးအခေါ်တွေကိုခိုင်ကိုရှာတော့ဟာအိုယာနီစတိုင်ရူခိုတိုကဒေခီရူပေါ့နော်အီရှီခတ်တေကလောက်ဆောင်နိုင်တာဖြစ်တာကြောင့်သူ့မိရွေးတာကိုလမ်းညွှန်ပေးဖို့မတင်တော်ပါဘူးနံပါတ်3ကကြတော့စူပိုဆူခူရာဘူနီပေါ့နော်ဒီတင်တန်းကိုအားကစားတင်တန်းကိုစူကူနီနျူကိုင်ဆူရူယောနီဆူဆူမဲရူပေါ့နော်ချက်ချင်းကြီးဝင်ဖို့လမ်းညွှန်မဲဆိုပြီးသူကပြောတယ်သူကလမ်းမဝင်ခင်မှာအတွေ့အကြုံယူခြင်းနဲ့ပြောတာကြောင့်စူကူနီလိုဝင်ဖို့ကိုမပြောတာကမတင်တော်ပါဘူးနံပါတ်4ကကြတော့အီရှိခတ်တေနီဟီဆူယောနာဂျောဟိုဝတ်တဲကျော်ဆူရူပေါ့နော်သူဆုံးဖြတ်ဖို့အတွက်လိုအပ်တဲ့အချက်လက်တွေကိုပေးရမယ်မျှဝေရမယ်ဆိုတာပြောအဲ့ဒါကအဖြေမှန်ပေါ့နော်ဥပမာဒီတင်တဲ့နဲ့ပတ်သက်ပြီးတော့ဒီအတွေ့အကြုံတွေဒီပန်ဖလက်တွေအဲ့ဒါတွေကိုလုပ်ပေးရမှာကပေါ့နော်ဒီအချက်လက်တွေကိုပေးရမှာကအတင်တော်ဆုံးနံပါတ်5ကျတော့ဆိုတဲ့ရှီယန်ဆမွေနော်ကျော်ကာကိုအဲရူရောနေဆွမဲတူတဲ့ဆွေးနေတိုင်ပင်ချင်းဆိုင်ရာကူညီပေးတဲ့ပညာရှင်ရဲ့ဒီခွင့်ပြုချက်ကိုရှားယူဖို့အတွက်ပေါ့နော်ဆွမဲတူလုပ်မယ်ဆိုတာလည်းမတင်တော်ဘူးပေါ့နော်အဖြေမှန်ကနံပါတ်4နော်